ဒီနေ့လွယ်ကူရွှေနဲ့အာလူးကြော်လေးလှူစားဖြစ်ပါတယ်လုံနီးလေးကလည်းလွယ်ကူသလိုအချိန်မြန်တဲ့အတွက်အလုံးကိုမျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်မိရဲ့ဘလော်လေးကိုစုံလင်ကြည့်ပြသွားကြပါအောင်ရှင်မိကအာလူးနှလုံးကိုအခွန်တင်ပြီးတော့အစိတ်လေးစိတ်ပြလိုက်ပါမယ်ဒီအာလူးကိုပေါ့နော်အစိတ်လေးစိတ်ပြီးတော့မှပြုတ်ပေးတာအာလူးကြက်တာမြန်စေပါတယ်အာလူးကြက်မကြက်ကိုမိကခရင်လေးနဲ့ထိုးကြည့်လိုက်ပါမယ်အာလူးတွေလည်းအကုန်ကြက်သွားပြီဆိုတော့မိကအာလူးလေးတွေကိုဒီစကားထဲမှာထည့်ပြီးတော့မှဖိရှေ့ပေးလိုက်ပါမယ်အာလူးတွေအကုန်လုံးရှေ့ပြီးသွားပြီဆိုရင်တော့မိကနန်းနန်းပင်လေးကိုနုံနုံလေးတွေလှိပေးလိုက်ပါမယ်ရှေ့ထားပြီးသားအာလူးတွေတဲကိုနည်းနည်းမင်းလေးထည့်လိုက်မယ်စားအနှဲငယ်ငယ်ကောင်းမုံအနှဲငယ်လေးထည့်ပါမယ်ဒါကတော့ပေါ့နော်ပြောင်းကုန်မုတ်ကိုမိကချိန်ခွက်တစ်ခွက်ရဲ့တစ်ဝက်ပေါ့နော်အသုံးပြုထားပါတယ်ခွက်တစ်ဝက်ကကြတော့ထမင်းစားစွန်းချစ်စွန်းနဲ့ညီမျှပါတယ်ပြီးရင်တော့စီလေးတစ်စွန်းထည့်မယ်ပြီးရင်တော့အလုံးသမသွားအောင်ရောပြီးတော့မှွေပေးလိုက်ပါမယ်အနှဲငယ်လေးအလုံးသမသွားအောင်ရောမှွေပြီးသွားပြီဆိုရင်တော့မိကရေကိုထမင်းစားစွန်း3စွန်းသုံးထားပါတယ်တစွန်းထည့်လိုက်မှွေလိုက်တစွန်းထည့်လိုက်မှွေလိုက်ပေါ့နော်အဲ့လိုမျိုးလေးလုပ်ပေးပါမယ်ပြီးသွားရင်တော့အလုံးသမသွားအောင်မိကလက်နဲ့နေပေးလိုက်ပါမယ်ဒါလေးကတော့မုံညစ်ပုံစံအိတ်လေးတဲ့ကိုပေါ့နော်မိကဒီအာလူးနှစ်တွေကိုထည့်ပေးလိုက်ပါမယ်တကယ်လို့မှကိုကဒီအိတ်မရှိဘူးဆိုရင်လည်းပေါ့နော်ရိုးရိုးအိတ်ကိုတုံးပြီးတော့မှဒီထောင်လေးကိုပေါ့နော်ကက်ကြီးလေးနဲ့ကိုက်ပြီးတော့မှညှစ်ချပြီးတော့မှအလွယ်တကူကြော်လို့ရပါတယ်အာလူးချိုလေးလည်းရပါပြီဒီနေ့လန်းလေးကလွယ်လွယ်ကူတလို့အချိန်လေးမြင့်စေတဲ့အတွက်ပေါ့နော်မိကအလုံးကိုမျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်အိမ်မှာကြော်စားတော့များများလဲစားရတာပေါ့နော်မိကတော့အာလူးကိုနှလုံးမဲ့အသုံးပြုထားပါတယ်မိသားစုများတဲ့အိမ်ဆိုရင်အာလူးများများလေးအသုံးပြုပြီးတော့မှကြော်စားကြပါနော်ချောင်းမနော်ဒါတော့ခန့်ရင်စော်လေးနဲ့ငယ်စော်လေးနဲ့စော်နေလိုက်တယ်နော်ဟိုကနည်းနည်းလေးအနက်လေးကမှုန်းနေတာပဲဆိုင်မှာဝယ်ဆိုင်ရင်အာလူးကြော်တကယ်မဝအောင်ကိုယ့်ကိုလှုပ်စားဆိုကျွတ်ရွပြကြတော့ရုပ်ကောင်းမှုလေးရယ်နည်းနည်းမင်းလေးရယ်ဆိုကြမှုန်းပြကြတော်တော်လေးစားလို့ကောင်းတယ်ဒီနီးလန်းလေးလည်းမိကအိမ်မှာခဏခဏကြော်စားဖြစ်လို့ပေါ့နော်အားလုံးကိုမျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်မိရဲ့ဘလော့လေးကိုဆုံးဖြတ်ကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဘလော့မှာပြန်လည်ဆုံတွေ့ကြပါအောင်မယ်ရှင်အားလုံးပဲတက်တာ